ဗီတာမင်အားဆေးတွေအလွန်အကျွံတောက်ခြင်းရဲ့အမှောင်ဘက်ချံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒေါက်တာလိုက်လီဖေ့စ်ကနေပြီးတော့ကြိုဆိုပါရစေမြန်မာလူမျိုးတွေရဲ့အချင်းတစ်ခုကနေမကောင်းဖြစ်တာပဲဖြစ်ဖြစ်ပင်ပန်းတာပဲဖြစ်ဖြစ်အားဆေးလေးတစ်လုံးနှလုံးလောက်တောက်လိုက်ရင်ကောင်းသွားမှာပါလို့တွေးလေးရှိကြပါတယ်အခုနောက်ပိုင်းမှာလည်းဗီတာမင်အားဆေးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ကိုယ်သဘောနဲ့ကိုယ်ဝယ်တောက်တာတွေအများများလာပါတယ်ဒါပေမဲ့အားဆေးဆိုတာကောင်းတာပဲများများတောက်လေပိုကျန်းမာလေဆိုတဲ့အယူအဆကတကယ်ပဲမှန်ကန်ရဲ့လားတကယ်တော့ဗီတာမင်တွေအလွန်အကျွံဖြစ်သွားတဲ့အခါတင်းရဲ့ကြောက်ကန်းတဲ့အသေးကိုဘယ်လိုဒုက္ခပေးနိုင်မလဲဆိုတာဒီကနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဗီတာမင်တိုင်းကအတူတူပဲလားအရင်ဆုံးဗီတာမင်တွေကိုအုပ်စုနှစ်စုခွဲကြည့်ရအောင်ပထမတစ်မျိုးကရေမှာပျော်တဲ့ဗီတာမင်တွေပါဗီတာမင် C နဲ့ B အုပ်စုတွေကဒီအုပ်စုတွေမှာပါပါတယ်သူတို့ကတော့များသွားရင်စီးထဲကနေပြန်ထွက်သွားလိမ့်ရှိလို့အန်တီရယ်နေပါတယ်။ဒါပေမဲ့ဒုတိယတစ်မျိုးဖြစ်တဲ့အစီမာပြောတဲ့ဗီတာမင်တွေဖြစ်တဲ့ဗီတာမင် A, D, E, K တွေကတော့အရန်သတိထားရပါတယ်။သူတို့ကများသွားရင်စီးထဲကနေပြန်မထွက်ပဲခန္ဓာကိုယ်ရဲ့အစီအပြင်နဲ့အသေးထဲမှာတူလောင်ထားတာပါ။အဲဒီအခါမှာတော့အစိတ်အထောက်ဖြစ်လာပါတော့တယ်။အလွန်ကျွံတောက်ချင်းရဲ့ဆိုးကျိုးတွေကဘာတွေလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်ရအောင်ပါ။ဥပမာအနေနဲ့ပြောရရင်ဗီတာမင် A တွေအများများသွားတဲ့အခါခေါင်းကိုက်တာအမြင့်အာရုံဝေဝါးတာနဲ့အသေးပျက်စီးတာမျိုးဖြစ်နိုင်ပါတယ်ဗီတာမင် D များလို့ရင်လည်းသွေးထဲမှာကယ်လ်ဆီယမ်ဓာတ်တွေအဆမတန်များလာပြီးကြောက်ကတယ်တာနဲ့နှလုံးခုန်မမှန်တာတွေဖြစ်စေနိုင်ပါတယ်အဆိုးဆုံးကတော့ကျမတို့ကြောက်ကနဲ့အသေးကဒီဓာတုဗေဒပစ္စည်းတွေကိုအများအားစစ်ထုတ်ပေးနေရတဲ့အတွက်အားဆေးတွေကိုစီကံမဲ့တောက်နေမယ်ဆိုရင်တော့ဒီအင်ကာတွေကအချိန်မတိုင်ခင်ပျက်စီးသွားနိုင်ပါတယ်အဲဒီတော့အားဆေးကတကယ်လိုအပ်ရဲ့လားတကယ်တော့ချစ်တဲ့တို့ကကျန်းမာရေးကောင်းတဲ့လူတစ်ယောက်ဆိုရင်နေ့စဉ်စားသောက်နေတဲ့အသီးအရွက်အသားငါးတွေကနေတင်ဗီတာမင်ဓာတ်ကိုလုံလောက်အောင်ရနိုင်ပါတယ်။တဘာဝအစားအသောက်ကရတဲ့ဗီတာမင်ကခန္ဓာကိုယ်အတွက်ပို့ပြီးတော့ဆုပ်ယူရလွယ်တယ်လို့ဘေးထွက်ဆိုးကျိုးလဲကင်းပါတယ်။အားဆေးဆိုတာကအစာမစားနိုင်တဲ့သူတွေယောဂအခမ်းကြောင့်အာဟာရချို့တဲ့နေတဲ့သူတွေဒါမှမဟုတ်ကိုဝင်ဆောင်မိခင်တွေလိုမျိုးတကယ်လိုအပ်တဲ့သူတွေသာတောက်တဲ့အရာဖြစ်ပါတယ်။ဒါဆိုရင်ဘယ်လိုဆင်ခြင်မလဲအားစိမ့်မတော့ခင်ကိုပြန်ပြီးတော့မေးကြည့်ပါငါတကယ်ပဲအာဟာရချို့တဲ့နေလို့လားဒါမှမဟုတ်လူပြောသူပြောနဲ့ပဲလိုက်တောက်နေတာလားအကောင်းဆုံးကတော့အားစိမ့်တစ်မျိုးမျိုးမတော့ခင်မှာဆရာဝန်နဲ့အရင်တိုင်းပဲမှာသွေးစစ်ကြည့်လို့တကယ်ပဲဗီတာမင်တစ်မျိုးမျိုးလိုအပ်နေမှသာဆရာဝန်ညွှန်ကြားတဲ့ပမာဏအတိုင်းတောက်သင့်ပါတယ်ဈေးကြီးတဲ့အားစိမ့်တိုင်းကတင့်ကိုကျန်းမာစေတာမဟုတ်ဘူးဆိုတာသတိရပါနော်ကျန်းမာခြင်းလို့တောက်တဲ့အားစိမ့်ကကိုယ့်ကိုပြန်ပြီးတော့ဒုက္ခမပေးပါစေနဲ့အားစိမ့်ထက်ဆိုင်ရင်လက်ဆက်တဲ့အသီးရွက်တွေစားတာလေ့ကျင့်ခန်းလုပ်တာနဲ့အေးဝါးအိတ်တာပို့ပြီးတော့စိတ်ချရတဲ့အားဆေးတွေပါပဲဒီဗီဒီယိုလေးကသင်မိသားစုဝင်တွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အားဆေးဆွဲတောင်းနေတဲ့တငယ်ချင်းတွေရှိရဆိုရင်လည်း mention ခေါ်ပြီးတော့သတိပေးလိုက်ပါအောင်အားလုံးပဲဘေးကင်းကျန်းမာကြပါစေရှင်